ဘာစီနဲ့တွေ့တဲ့အမြင့်ရှုံးနေတဲ့ဟာလာမတ်ထွေရီယယ်မက်ဒရစ်ဟာမနေ့ကအကလစ်စီကိုဒါဘီပွဲမှာဘာစီလိုနာကို3-2နဲ့ရှုံးနေပြီးစပိန်စူပါဘရင်ဖလားကိုလက်လွတ်ရခဲ့ပါတယ်။ရီယယ်မက်ဒရစ်ကတနစ်အတွင်းမှာပဲဘာစီလိုနာကိုဖလားလေးလုံးလက်လွတ်ခဲ့ရတာပါ။2025မှာစပိန်စူပါဘရင်ဖလားမှာဘာစီလိုနာကိုရှုံးတယ်။ကိုပါဒီယက်မှာလည်းဘာစီလိုနာကိုမနိုင်ပါဘူး။လာလီဂါမှာဆိုရင်လည်းဒုတိယနေရာနဲ့ကျင်းနေပြီးဘာစီလိုနာကိုပဲပေးခဲ့ရပါတယ်။အခုဒီနှစ်မှာလည်းဘာစီလိုနာကိုပဲပေးနေခဲ့ရပါတယ်။မက်ဆီနဲ့ရိုင်ဒိုခင်မှာဆိုရင်ကိုမတာတူမတာနဲ့ကြည့်ခဲ့ရပေမဲ့ယခုချိန်မှာတော့ဘာစီလိုနာကပဲအရာအားလုံးကိုဦးဆောင်နေပါတယ်။ဘာစီလိုနာနီးပြဟန်ဆာဖလက်ကလည်း final 6ချိန်ကစား6ချိန်လုံးအနိုင်နဲ့ရှုံးမင်းမရှိစံချိန်ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဒီစုဖလာက100တီလုံးမှာအရေးပါဆုံးအနည်းဆုံးစုဖလာနဲ့ပြိုင်ပွဲတစ်ခုပါလို့ Real Madrid နီးပြဇာဘီအလွန်ဆိုကပွဲအပြီးမှာပြောသွားခဲ့ပါတယ်ဒီနေ့ပွဲမှာ Real Madrid ပရိသတ်တွေကလည်းသူတို့မရှင်နိုင်တဲ့အတိုင်းပဲဘာစီလိုနာကိုဒိုင်ကူလူနာလို့ပြောနေကြတော့မှာပဲဘာစီလိုနာပရိသတ်တွေအနေကရော Real Madrid ကိုနိုင်ပြီးရခဲ့တဲ့ဖလားပေါ်အားရကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ